စီဘူးဖြစ်ဖြစ်ငံပြာရည်ဘူးဖြစ်ဖြစ်ပေါ့နော်ကြာတာကကျွန်တော်တို့အရမ်းမြန်နေတယ်ဆိုအရှိန်လျှော့တာပေါ့အဲ့လိုမျိုးလောက်လိုက်ဒါလောင်းထဲမှာဆိုအရှိန်ကနည်းနည်းလျှော့သွားတာဒါကတော့ချီတယ်ပွားပွားကြီးတွေလာမယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးစက်တွေနဲ့ညှိတက်တယ်ဗျအဲ့ဒါကြီးထည့်လိုက်အဲ့လိုမျိုးအဲ့ဆို okay ပါနော်နောက်တနည်းကပိုကောင်းတယ်နောက်တနည်းကြတော့ကျွန်တော်မလာသေးဘူးဟုတ်ပြီဒါအမီထိုးတာပေါ့မျက်လုံးမကောင်းတဲ့လူတွေလည်းအဆင်ပြေတယ်မြန်လဲမြန်တာပါဗျာအရမ်းမိုက်ဒီကောင်ကတခုလောက်ဝယ်ထားနော်အများကြီးပဲအဲ့ဒီကောင်နေဖနက်တွေကိုကျွန်တော်တို့အိမ်ပေါ်မှာလဲစီးလို့ရအောင်လုပ်တာနော်ဒါအိမ်ထဲမှာလဲစီးလို့ရတာဗျာဟိုကကြမ်းလဲပြောင်းတာပေါ့နော်ကြမ်းလဲတက်လို့ရတဲ့ပုံစံမျိုးမှရှိမိတ်ဆွေတို့အိမ်မှာဧည့်သည်တယောက်အပေါ်လာမှဆိုရင်လေခေါင်းအောင်မရှိဘူးဆိုရင်စောင်းကနေခေါင်းအောင်အဖြစ်ပြောင်းလဲမယ်နော်ကြည့်လိုက်ဒါခေါင်းအောင်ပြော့သွားပြီဒါကတော့အလှအပကြိုက်တဲ့ main ကလေးများအတွက်ပေါ့ဗျာဒါတစ်ရှူလေးနဲ့ကျွန်တော်တို့အဲ့လိုမျိုးနှင်းစီပုံဖော်မှာနော်တော်တော်လှရဗျပြင်းတဲ့ခါကျရင်အဲ့ဒါမျိုးလေးခောက်ပြီးတော့ကိုခေါင်းရမကိုထားလာအလှကြည့်ပါဗျာလွယ်လေးပဲနော်အမေအများကြီးဆိုတော်တော်လှတယ်ဗျโอ้ဒါအနေရောโอ้ဒီသိန်းငက်ကဗျာသူ့ရဲ့အစာချေစနစ်ကတော်တော်ကောင်းလို့ဖြစ်မယ်နော်အယုတ်တစ်ခုလုံးအကုန်လုံးမြူချလိုက်တယ်လူတွေဆိုရင်အဲ့တက်ပြီးတော့တည်သွားနိုင်တယ်ဟုတ်ပါမလားကွာမင်းရဲ့အစာချေစနစ်ကတော်တော်ကောင်းတယ်ဗျတကယ်ကြောက်စရာကြီးဗျနော်ဒါကတော့ပန်းအိုးလေးကိုကျိုးနဲ့ချီတဲ့နီးပေါ့နော်လှလှပပလေးပေါ့နော်မိတ်ဆွေတို့အိမ်မှာပန်းအိုးရှိတယ်ဆိုရင်လည်းအဲ့လိုအတိုင်းကြီးနဲ့လှုပ်ထားပြီးတော့လေတလုံးလိုက်ချိထားလို့ရတယ်အလှလေးပေါ့တေချာကြည့်နော်မျက်တောင်မခတ်နဲ့အဲ့လေပြီးပါပြီလွယ်လွယ်လေးပဲကဲစမ်းကြည့်နော်အဲ့ဒါမျိုး